အားလုံးမင်္ဂလာပါခဏကိုလှူတာနဲ့ပတ်သက်လို့နည်းနည်းပြောပြချင်တယ်ပေါ့နော်မင်းရဲ့လူကများလို့ပါဆိုတော့ကျွန်တော်က2023ဇွန်လ28ရက်ဗုဒ္ဓဟူးနေ့မှာသွားလှူတာဆိုတော့သူများတွေပြောတာတော့ line ပေါ်ကနေစရင်ဖုန်းဆက်ပြီးတော့မှစရင်ပေးရင်လည်းရတယ်လို့ပြောတယ်ပေါ့နော်ကျွန်တော်လူကိုယ်တိုင်သွားတယ်မြောက်ကလာပရန်ကုန်ကမြောက်ကလာပစစ်တက္ကသိုလ်နေမှာပေါ့နော်လူကိုယ်တိုင်သွားတော့ဒီနေ့ချင်းလှူလို့မရဘူးပြောတယ်ဆိုတော့စရင်အရင်ပေးထားခဲ့ပေါ့နော်ဒါပေမဲ့ကျွန်တော်အချိုးကြားရင်ပြောပြနောက်စကားလေးကြုံသွားတာနဲ့ကျွန်တော်စာရေးဆရာပါကျွန်တော်မောင်တာကျော်ဖြစ်ရမှာပါဆိုတော့ကျွန်တော်စာအုပ်တွေပါတယ်ပြတော့သူကအဲ့ဆိုရင်ဥစ္စာလုပ်ပြပါမယ်ဆရာဆိုတော့မှကျွန်တော်လေးတခြားနေ့လေမသွားချင်တော့တာရေနောက်အဲ့တုန်းကစာအုပ်အသေးလေးထွက်တယ်နဲ့တူတယ်ကျွန်တော်ဟုတ်တယ်စာအုပ်မိတ်ဆက်ပွဲတွေပါနည်းနည်းအလောက်ကလေးများတော့အကျိုးအကြောင်းလေးပြောတော့ကျွန်တော်အဲ့ဒီနေ့မှာချက်ချင်းလှူလို့ရသွားတယ်ဆိုတော့ဘာယူသွားမလဲဆိုကျွန်တော်အဲ့တော့ယူသွားတာတော့တကောင်စင်းကတော့အမှန်တော့မလိုဘူးကျွန်တော်ကတော့လိုပိုယူသွားတာဟိုမှာလိုအပ်တာကနံပါတ်1မက်ပွန်တင်လိုအပ်တယ်နံပါတ်2ကကိုယ့်ကိုထောက်ခံပေးမဲ့မိသားစုဝင်တရားရောက်ဒါမှမဟုတ်ရင်လေကိုယ့်ရဲ့ဆွေမျိုးတွေကတရားရောက်ပေါ့နော်အဲ့ဒါမဖြစ်နေလို့အဲ့နောက်တစ်ခုကဓာတ်ပုံpassport ဓာတ်ပုံပေါ့နော်ဟိုမှာကဲဖို့အဲ့ passport ဓာတ်ပုံ3ပုံရယ်ဆိုတော့မက်ပွန်တင်ရယ်ကိုယ့်ထောက်ခံပေးမဲ့သူရယ်ကိုယ့်ထောက်ခံပေးမဲ့သူဆိုတာကမိသားစုဝင်ဖြစ်ရမယ်ဒါမှမဟုတ်ရင်လေကိုယ့်ရဲ့အမျိုးတွေကဆွေမျိုးရင်းချဖြစ်ရမယ်ပေါ့နော်အဲ့ဒါရယ်နောက်တစ်ခုက passport ဓာတ်ပုံ3ပုံရယ်ပေါ့နော်အဲ့ဒါလိုတယ်ကျန်တာမလို့ကျွန်တော်တကောင်စင်းယူသွားတယ်ဆိုတာကလိုပိုလိုအဲ့သုံးလို့ရအောင်ဆိုပြီးမှယူသွားတာဟိုမှာတော့တကယ်တော့မလိုပါဘူးဒါတော့ကျွန်တော်ရဲ့ဥစ္စာ certificate ဖြစ်တယ်ဒီမှာ passport ဓာတ်ပုံဆိုတာကဒါမျိုးတွေပေါ့နော်ဒါမျိုး3ပုံလိုတယ်သူတို့စီမံ2ပုံလက်ခံမှာသူတို့ဟိုမှာလက်ခံမှာလေးအလားတူပဲဒီလိုမျိုးလက်ခံကျွန်တော်တို့ကိုပေးတဲ့ certificate ပုံစံမျိုးသူတို့စင်းစည်းရမှာကတ်ထားဖို့ဟိုမှာလေးလက်ခံလိုတာကို3ပုံပေါ့နော်ဆိုတော့ဒါကျွန်တော်ရဲ့ certificate ဒီမှာကျတော့ကိုယ့်ရဲ့နာမည်ရယ်မက်ပွန်တင်နံပါတ်ရယ်နေရာလိပ်စာအတိအကျနဲ့ဖုန်းနံပါတ်ဒီမှာကျတော့အောက်မှာကျတော့ကိုယ့်ကိုထောက်ခံပေးမယ်ကိုယ့်ရဲ့မိသားစုဝင်ဒါမှမဟုတ်ရင်လေကိုယ့်ရဲ့အမျိုးတွေကတရက်ရောက်ဆွေမျိုးရင်းချပေါ့နော်သူနာမည်ရယ်မက်ပွန်တင်နံပါတ်ရယ်ဖုန်းနံပါတ်လေးရဲ့လိပ်စာအတိအကျနဲ့လက်မှတ်ထိုးရတယ်ဒီမှာကိုကကျတော့အလှူရှင်ကျတော့ဒီမှာလက်မှတ်ထိုးဒီမှာသူတို့နာမည်ပါညာရေးပေါ့နော်ဒီမှာကျတော့အပေါ်မှာကျတော့အောက်မှာကျတော့ကိုယ်ထောက်ခံပေးမဲ့သူပြီးရင်မက်ပွန်တင်နံပါတ်ပါညာပေါ့ဒါကျွန်တော်ရဲ့ဥစ္စာပေါ့နော် certificate ဖြစ်တယ်ဆိုတော့အခုနောက်လိုအပ်တာကမက်ပွန်တင်ရဲ့ passport ဓာတ်ပုံ3ပုံရယ်ကိုယ်ထောက်ခံပေးမယ်လို့ခုနကကျွန်တော်ခမက်မှာတွေးလိုက်တယ်ကိုယ့်ခန္ဓာကိုယ်ကိုလှူတာပဲမိသားစုဝင်လူလို့လားပါညာပေါ့လိုတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုထူထမ်းတာဖြစ်တဲ့အတွက်ကြောင့်မလို့နော်ကိုယ့်ရဲ့မိသားစုဝင်ကလူလိုလားနဲ့သဘောတူပါတယ်ဆိုတော့ဂတိဝန်ခံချက်ပုံစံမျိုးလက်မှတ်ရေးထိုးရတယ်အဲ့ဒါလိုတယ်နော်ဟိုအရင်တုန်းကပြောတာ2023ကပြောတာနော်အခုကတော့မပြောတဲ့ဘူးဘလို့သူတို့တခြားစီမီစီကန်ပြောင်းမလားပါလဲကျွန်တော်သွားတော့ကတော့မိသားစုဝင်ဒါမှမဟုတ်ရင်လေဆွေမျိုးရင်းချက်တရားရောက်လိုတယ်ဘာလို့ဟိုမှာလက်မှတ်ထိုးရတာကိုသဘောတူပါတယ်ဆိုတော့လက်မှတ်ထိုးတဲ့နေရာတွေမှာ3-4 5နေရာလောက်ရှိတယ်ကျွန်တော်သွားတော့မှာပေါ့နော်ဆိုတော့ passport ဓာတ်ပုံ3ပုံရယ်မက်ပွန်တင်ရယ်ကိုယ်ထောက်ခဲ့ပေးမယ်မိသားစုဝင်ဒါမှမဟုတ်ရင်ဆွေမျိုးတရက်ရောက်ပေါ့နော်ဆိုတော့ကျွန်တော်ကအဲ့မှာသွားတော့ကခုနလိုပေါ့ချစ်ချင်းလှူလို့မရဘူးဆိုတော့ကျွန်တော်ပြောတယ်ကျွန်တော်လည်းအလုပ်ကိစ္စပါညာသူတို့နဲ့စကားပြောရင်းနဲ့သူတို့ကလည်းစိုက်ဆရာဆိုတာပြီးသွားတဲ့အခါကျတော့အဲ့ဒီနေ့မှာကျွန်တော်ကိုချွင်းချက်အနေနဲ့ပေါ့နော်ချွင်းချက်သူတို့ကလည်းပြောပါတယ်အဲ့ဆိုရင်ဆရာတဲ့ကျမတို့ချွင်းချက်အနေနဲ့ကိုညီပေးပါမယ်တဲ့ဆရာလေးလှူချင်တယ်ဆိုတဲ့အတွက်သူတို့ကလည်းလေးစားတဲ့အနေနဲ့ပေါ့နော်စာရေးဆရာလေးဖြစ်နေတယ်ပြီးရင်ဒီလိုထူထမ်းမှုကမုံမြဲတယ်ပါညာနဲ့သူတို့လေးကိုညီပေးပါမယ်ဆိုတော့ကျွန်တော်အဲ့နေ့မှာပဲချစ်ချင်းသွားတယ်ချစ်ချင်းလှူတယ်ချစ်ချင်း certificate ရလာဒီမှာ second check အများပဲဒီမှာဒီရဲ့နောက်မှာနော် second check နံပါတ်1ကမိသားစုဝင်သို့မဟုတ်ဆွေမျိုးရင်းချဖြစ်ရမယ်သူတို့ရဲ့ second check မှာကိုထောက်ခံပေးမဲ့သူကအဲ့ဒါမပိုင်မရဘူးနော်အခုကတော့မပြောတတ်ဘူးပေါ့
ကျွန်တော်သွားလှူတော့ငါပြောတာနော်2023ကကျွန်တော်သွားလှူတော့ငါအဲ့ဒါမပိုင်မရဘူးကိုထောက်ခက်ပေးမင်းသူဒါမဟုတ်ရင်လေsorry ကိုမိသားစုဝင်ဒါမဟုတ်ရင်လေကိုဆွေမျိုးတရားရအဲ့ဒါမပိုင်မရဘူးနော်ကိုခန္ဓာကိုယ်ဘက်ကိုစိတ်ကြိုက်လှူလို့ရတယ်ဘာညာလှူလို့တော့ရတယ်ဒါပေမဲ့ခုနကလိုခန္ဓာကိုယ်တစ်ကိုယ်လုံးကိုထူထမ်းမှုပြုတဲ့အတွက်ကြောင့်မလို့မိသားစုဝင်ကလိုလားနဲ့သဘောတူပါတယ်ဆိုပြီးတော့မှလက်မှတ်ထိုးရတဲ့နေရာတော့မှ၄-၅နေရာရှိတယ်ဆိုတော့အဲ့ဒါပါပဲ trade ထုမလိုပါဘူးဆိုတော့သူများတွေကတော့comment မှာအများကြီးလာမန်းတာတွေ့တယ်အဝေးကနေကလှူလို့ရလားမရလားကျွန်တော်အဲ့ဒါတွေမပြောတတ်ဘူးနော်ပြီးရင်တချို့ကline ပေါ်နဲ့လှူတာပါညာအဲ့လိုမျိုးကြီးလေလာမန်းတာတွေ့တယ်ကျွန်တော်အဲ့ဒါတွေတော့ဥစားမပြောတတ်ဘူးကျွန်တော်ကလူကိုယ်တိုင်သွားတယ်လူကိုယ်တိုင်လှူတာနော်ဆိုတော့အဲ့မှာကျွန်တော်သွားတော့ပြောတာတော့တခုရှိတယ်ဆရာဆရာမတွေဖုန်းဆက်ပြီးတော့မှသူတို့ကို booking စရင်အရင်ပေးပေါ့နော်စရင်အရင်ပေးလို့ရတယ်ဆိုတော့ဖုန်းနဲ့ပေါ့နော်အဲ့လိုတော့ပြောတယ်အဲ့လို line ပေါ်နဲ့လှူလို့ရတယ်ပါညာအဲ့ဒါတော့ကျွန်တော်လေးမမေးမိဘူးအဲ့တော့ကျွန်တော်မသိဘူးအဲ့ဒါကြီးကဆိုတော့အစားနဲ့ပြန်ပြောရရင်ဖုန်းနဲ့ဖြစ်လူကိုယ်တိုင်သွားပြီးတော့မှဖြစ်စရင်အရင်ပေးပြီးရင်သူတို့သတ်မှတ်ထားတဲ့ရက်ကိုသွားဓာတ်ပုံ passport ဓာတ်ပုံသုံးမှုယူမက်ပုံတင်နေပဲမက်ပုံတင်ရကိုထောက်ခံပေးမယ်မိသားစုဝင်ဒါမှမဟုတ်ရင်လေဆွေမျိုးတရရောက်ရနော်အဲ့ဒါဆိုရင်ရပြီနော်လှူလို့ရပြီဘာမှထွေထုံးလို့နော်ဆိုတော့ကျွန်တော်လူပဲတခြားလူကြီးလေနင်းချင်းရတဲ့လူတွေရှိကောင်းရှိနိုင်ပါတယ်ဆိုတော့ကျွန်တော်လေးဇိုင်းဆရာပါညာဆိုတော့ကျွန်တော်စာအုပ်ကြီးလေသူတို့မြင်ဖို့တော့ဒါကျွန်တော်ရဲ့စာအုပ်ဖြစ်တယ်ပေါ့နော်စိတ်တက်ကြရင်ဖတ်ဖို့ဆိုတာအရန်ကို line ပေါ်မှာလေစာချစ်သူများမြင်ဖို့မှာပါနော်အရန်ကိုအောင်မြင်ခဲ့တဲ့စာအုပ်ဖြစ်ပါတယ်ပထမဆုံးစာအုပ်လေးဖြစ်တယ်ပထမဆုံးစာအုပ်မှာပဲအရန်ကိုမထင်ထားလောက်အောင်မြင်ရတော့အောင်မြင်တော့ကိုလည်းအရန်ဝမ်းသာတယ်ပေါ့နော်အဲ့လိုမျိုးအောင်မြင်မှုရရှိလိမ့်မယ်လို့လေလုံးဝမထင်ထားဘူးဆိုတော့ဒါပထမဆုံးစာအုပ်ဖြစ်တယ်ပြည်တွင်းမှာရောပြည်ပမှာရောအရန်ကိုအောင်မြင်ခဲ့တဲ့စာအုပ်ဖြစ်ပါတယ်ဆိုတော့ဒါစိတ်ထွက်ပေါက်ဒါလည်းအရန်ကိုပြည်တွင်းပြည်ပအရန်ကိုအောင်မြင်ခဲ့တဲ့စာအုပ်ဖြစ်ပါတယ်စိတ်ထွက်ပေါက်ဒါဒုတိယစာအုပ်ပေါ့နော်တတိယစာအုပ်ကတော့ဓာတ်တော်ဘောကအိမ်မများဝတ္ထုစာအုပ်ကိုတွေးဖြစ်ရမယ်ဝတ္ထုပေါ့နော်တကယ်ကိုတွေးဖြစ်ရမယ်ကိုအကြောင်းကိုပြန်ရေးထားတာဖြစ်တယ်အဲ့တော့ကျွန်တော်အကြောင်းကိုသိချင်ဒီစာအုပ်လေးဖတ်ပါအဲ့တော့နောက်တစ်ခုကကိုကအရန်ကိုစိတ်တက်ကြားပြီးတော့မှဘွားကိုအရှုံးပေးခြင်းလောက်တဲ့သူအဲ့လောက်ထိစိတ်တက်ကြားဖူးတဲ့သူရှိတယ်ဆိုလို့ရှိရင်ဒီစာအုပ်ကိုဖတ်ပါလို့ပြောချင်တယ်ကိုအရန်ကိုခက်ခဲတယ်လို့ခံစားနေရတဲ့သူတွေဒီစာအုပ်ကိုဖတ်ပြီးသွားရင်ငါရဲ့အခက်အခဲကအဲ့လောက်ထိမဟုတ်ပါလားမဟုတ်သေးပါလားဆိုတာစာချစ်သူများပြီးသွားပါလိမ့်မယ်ဆိုတော့ဆရာကြီးချစ်ဦးညွန်နဲ့ဆရာကြီးလေဒင်းသားစောချီရဲ့အမှားစာလေးပါပါတယ်သူတို့ကလည်းအရန်ချီးမွမ်းထားပါတယ်ဒီစာအုပ်ဝေဖတ်ပါမြန်မာတနိုင်ငံလုံးကရတယ်ပေါ့နော်တနိုင်ငံလုံးမဟုတ်ရတယ်ဒါနှလုံးသားအားစေးဒီစာအုပ်ကလည်းပဲဂျပန်မှာအရန်အားဆုံးစာအုပ်ထဲမှာပါပါတယ်ဆိုတော့အောင်မြင်ခဲ့တဲ့စာအုပ်လို့ပြောလို့ရပါတယ်ပေါ့နော်နောက်တစ်ခုကနှလုံးသားsorry မျိုးလူမျိုးများအကြောင်းဒီစာအုပ်လည်းအရန်ကိုရောင်းခဲ့ရတဲ့စာအုပ်တွေဖြစ်ပါတယ်ဆိုတော့မျိုးလူမျိုးအကြောင်းဆိုတော့ကမျိုးလူမျိုးဆိုတာဘာလဲဘယ်လိုလဲဆိုတာဟာသိရအောင်ပေါ့နေတန်းအနေနဲ့မိတ်ဆက်တဲ့သဘောရေးတာပါတမိုင်းစာအုပ်မဟုတ်ဘူးเนาะနောက်ဆုံးဒါ Hello Lady ဆိုတော့ဒါအမျိုးသမီးရဲ့အတွက်အထူးသတ်ဟာတာစာအုပ်လေးရေးထားတာဖြစ်ပါတယ်ဆိုတော့အခုခုနအုံမြောက်စာအုပ်ကလည်းပဲအစင်သိမ်းဖြစ်နေပြီထွက်ဖို့ကလေကျွန်တော်အစင်သိမ်းဖြစ်နေပြီဒါပေမဲ့ကျွန်တော်လည်းအခုလက်ရှိတော့ဒီပမှာလေးရောင်းနေတော့အရင်နေမရှိသေးဘူးစာအုပ်ကတော့အစင်သေးဖြစ်ပြီခုနအုံမြောက်စာအုပ်မကြခင်မှာထွက်နိုင်ဖို့လေစူးစမ်းနေပါတယ်လို့เนาะကျွန်တော်တို့လည်းအားပေးကြပါအောင်လို့ကျွန်တော်ရဲ့ TikTok ကိုလည်းပဲ follow လုပ်ပြီးမှအားပေးကြပါအောင်လို့เนาะကျွန်တော်ဘာမှမသုံးတတ်ဘူးဒီတိုင်းမှာစာရေးမယ်Facebook ကကျွန်တော်ရဲ့ Facebook ကအကောင့်ကထိထားတော့သုံးလို့မရသေးဘူးဖြစ်နေတယ်ဝင်လို့တော့မရဘူးဖြစ်နေတယ်ရောစီဘယ်တော့ပြန်ရမလဲတော့မပြောတတ်ဘူးဆိုတော့ကျွန်တော်ရဲ့ Facebook ကလည်းပဲမောင်တာကျော်ပါပဲMAUNG မောင် THAR တာ KYNW တော့ကျော်မောင်တာကျော်ပေါ့နော်ကျွန်တော်ရဲ့ profile မှာကျွန်တော်ရဲ့ပုံတင်ထားပါတယ်ဆိုတော့